မနေ့ကကျွန်တော်တငယ်ချင်းနဲ့ကျွန်တော်လည်းဗီဒီယိုလေးတစ်ပုဒ်တင်ခဲ့တယ်ပေါ့လေဆိုတေးရဲ့အဝေးရောက်ချစ်သူဆိုတဲ့သင်းလေးကိုကျွန်တော်ကာဗာပြန်ဆိုမယ်ကျွန်တော်တငယ်ချင်းဟာကီးဘုတ်နဲ့ကျွန်တော်နိုင်တဲ့ကီးလေးကိုချိန်ပြီးတီးပေးမယ်ဆိုတဲ့သင်းလေးဗီဒီယိုလေးပေါ့ဗီဒီယိုလေးတင်ခဲ့တာပေါ့အဲ့ဗီဒီယိုလေးအောက်မှာစိတ်မကောင်းစရာပဲဗျကျွန်တော်အားပေးရသူကတိတ်မရှိဘူးအဲ့တော့41ယောက်တောင်မှရှိတယ်အားပေးရသူကအားပေးရသူက41ယောက်ရှိပေမဲ့လို့မဆိုပါနဲ့တော့ဗျာတော်ပါတော့ဆိုရေးရသူကလည်းအများကြီးပဲတယောက်တော့ရှိအဲ့တော့ပြီးတော့ဗီဒီယိုလေးကလည်းအခုဆိုရင်ဒါ 5.5K လား 5.8K လားကျော်သွားပြီပေါ့နော်အဲ့တော့ကျေးဇူးတင်ပါတယ်ကျွန်တော်အားပေးကြတာအဲ့တော့ဆိုတေးရဲ့ဝေရောက်ချစ်သူဆိုတဲ့သင်းလေးပေါ့နော်အရင်တော့ဆိုတေးရဲ့ DN ဟဲလေးရဲ့ဆိုထားတယ်ဆိုတေးနဲ့မို့လွင်နဲ့ဆိုထားတဲ့ဇုံလွဲပါရှင်းလေးလည်းရှိတယ်ဒါကျွန်တော်တယောက်တည်းအခုဆိုပြမှာကျွန်တော်တကယ်ချင်းကီးလေးချင်းပြီးတော့တီးပေးမှာပေါ့နော်တကယ်ချင်းကီးချင်းလေးပေါ့နော်ကီးချင်းဆိုတာဘာမှမဟုတ်ဘူးပေါ့နော်ဗာလဲတို့တော့မှတတ်တဲ့ဟာမဟုတ်ဘူးပေါ့ကီးကိုချင်းပြီးဆိုတာအဲ့တော့တကယ်ချင်းစလိုက်ကြအောင်1 2 3နေငါနာမြဲရရှိသလိုပဲယုံကြည်လိုက်ခြင်းအဆုံးလူရဲ့အတူတူပဲတွေ့ရစိတ်ပူတယ်တကယ်လို့တော့ပြန်မဆုံးနိုင်ဖြစ်ခဲ့ငါကိုတော့မေးသွားခဲ့ရင်တွေ့ရပြီပဲချေရသူလေးတဲ့စီမများလဲဘယ်ရင်ခွင်နာမလဲဒီချိန်ဆိုသူနဲ့ရှိနေမလဲစိတ်ချလက်ချစ်သူရဲ့မပြောင်းလဲတဲ့ချစ်တွေနဲ့ထောင်ရမေးတယောက်တည်းကိုပဲယုံကြည်တဲ့နေရဲ့ပြန်လာရင်ပွင့်ဖက်ဆောင်ပေကဟိုဝေးမသွားပါနဲ့ငါဘဝရဲ့နောက်ကိုရအေးချမ်းရဲ့စောင့်တည်